မိဝမ်းတွေတူတော်စင်းကြည်ခဲ့ရပါအောင်တို့မောင်မတို့ညီကိုတွေအဖေချင်းနဲ့ရှာခဲ့တာတွေအမေကကျွေးလို့လူလာရောက်ခဲ့ပြီမိသားစုထမင်းဝိုင်းလေးမှာဝိုင်းကြီးဖက်လို့ပြောရပြီဒီချိန်မှာပြောကနေဒီချိန်မှာမေးလဲပြောကနေဒီမပါလဲထမင်းမိန်ခဲ့ပြီတူတူမြတ်တာမြဝေအခုတော့ဒူမောင်နှမတွေတယောက်တည်းညာဒီမလေးရောက်နေရပါပြီကောလေမိသားစုပြောတရားဟောလေးထားခဲ့ရတာနှမျိုးမိပါလေတွေ့ရလို့နဲ့အမေတွေ့ရလို့နဲ့အမေအခုမှသားရဲ့အဖြစ်တွေအဝေးကိုရောက်မှဝိမရတဲ့ဝေဒနာတစ်ခုပါ